UI ကဖုန်းနဲ့ကွန်ပျူတာနဲ့ကြားထဲမှာဘယ်လိုမျိုးဆက်သွယ်ပေးရလဲပေါ့နော်အဲ့တော့ဒီလိုမျိုးစဉ်းစားကြည့်အောင်ကျွန်တော်ကစောက်တော့တို့ဖတ်ချင်တယ်ဗျာအဲ့တော့ဖုန်းရင်ငါ့ကိုဒီစာအုပ်လေးဖွင့်ပေးပါလို့ပြောလိုက်လို့ရှိရင်ဖုန်းကဖွင့်ပေးပါမလားဘာလို့ဆိုတော့သူကကျွန်တော်တို့လိုဒီ Faveli နဲ့နှုတ်နဲ့ပြောပြီးတော့ဆက်တွေ့လို့ရတဲ့ career မှာမဟုတ်သေးတာအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုလို့ရှိရင်ကျွန်တော်ဖုန်းကိုလက်လေးနဲ့တွဲပြီးတော့ဖွင့်လိုက်ရတယ်ပြီးလို့ရှိရင်UI ကနေတစ်ဆင့်မှာ application icon လေးတစ်ခုကိုကျွန်တော်နှိပ်လိုက်ရတယ်အဲ့တော့ကျွန်တော်စာဖတ်တဲ့ application ကိုဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်UI ပေါ်မှာပြစာအုပ်တွေအများကြီးပြနေအဲ့တော့ကိုကြိုက်တဲ့စာအုပ်လေးကိုကျွန်တော်လက်လေးနဲ့ဒီလိုမျိုး click လေးထောက်ပြီးတော့မှနှိပ်လိုက်မယ်နှိပ်ပြီးပါလို့ရှိရင်ကျွန်တော်ကစာဖတ်မယ်ဆိုတဲ့ဒီ button ခလုတ်လေးကိုကျွန်တော်လက်လေးနဲ့ click ထောက်ပြီးနှိပ်လိုက်ခါမှာဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ goal ဖြစ်သွားတယ်ဒီစာအုပ်ဖတ်မယ်ဆိုရင်နေရာကိုရောက်သွားပြီအဲ့တော့ UI ကကျွန်တော်နဲ့ကွန်ပျူတာနဲ့ကြားထဲမှာဆက်သွယ်ပြီးရကြားခင်ကရိယာနေရာတခုလို့ကျွန်တော်တို့ပြောလို့ရတယ်။အားကြောင့်မို့ကျွန်တော်တို့ဒီ UI design တွေကတော်တော်လေးကိုအရေးကြီးပါတယ်။ user တွေအသုံးပြုရလွယ်အောင်လို့ကျွန်တော်တို့ data လေးဆွဲပေးရပါတယ်။အဲ့ဟာမှာကျွန်တော်တို့ user experience အဆင်ပြေပြီးတော့ကောင်းမှာပါခင်ဗျာ။အကုန်လုံးကျေးဇူးတင်ပါတယ်။